မင်္ဂလာပါဒီနေ့ကျွန်တော်တို့တော့ကနေ walking အကြောင်းကိုနည်းနည်းလေးဆွေးနွေးကြည့်ကြရအောင် container တွေသုံးပြီဆိုတာနဲ့သူတို့အချင်းချင်းဘယ်လိုစကားပြောကြမလဲပြီးတော့ပိုရေးကြည့်တာကအဲ့ဒီစစ်သွယ်မှုကိုဘယ်လိုလုံခြုံအောင်လုပ်မလဲဆိုတဲ့ခေတ်စာတွေကပါလာပြီလေအဲ့ဒီမှာတော့ကနေ walking ကအဓိကစက်ကောင်ဖြစ်လာတာပေါ့ကဲစဉ်းစားကြည့်ဖို့မေးခွန်းလေးတစ်ခုနဲ့အရင်စားလိုက်ချင်တယ်အခု run နေတဲ့ container တွေလားလိုအပ်တာထက်ပိုပြီးတော့များအချင်းချင်းချိတ်ဆက်နေကြသလားဗျာဘာလို့လဲဆိုတော့ Docker ရဲ့ default setting အတိုင်းဒါသုံးနေမယ်ဆိုရင်အဲ့ဒီ network ကသူတို့ကို anti-attack ထည့်ဆင်နိုင်တဲ့အခြေအနေရှိနေလို့ပါပဲ container networking ကိုကြည့်လိုက်ရင်လေအခြေခံအားဖြင့်စန့်ကျင်ဘက်လိုခိနေတဲ့လိုအပ်ချက်နှစ်ခုကိုတွေ့ရလိမ့်မယ်တစ်ဖက်မှာကျတော့ container တွေကအချင်းချင်းဆက်သွယ်ဖို့လိုတယ်ဥပမာ front end ကနေ back end ကိုခေါ်တာမျိုးပေါ့ဒါက connection လိုအပ်ချက်နောက်တစ်ဖက်မှာကျတော့တချို့ container တွေကိုတခြားဟာတွေနဲ့လုံးဝတီးတန့်ခွဲထားဖို့လိုပြန်ရောဥပမာ login container လိုမျိုးကနေငွေရေးကြေးရေးနဲ့ဆိုင်တဲ့ finance container ကိုအလွယ်တကူ LAN ပြီး access လုပ်လို့မရအောင်ကာကွယ်ထားရမယ်ဒါက isolation လိုအပ်ချက်ပေါ့ဟုတ်ပြီအဲ့တော့ဒီလိုအချက်တွေကို Docker ကဘယ်လိုများစီစဉ်ပေးထားတယ်လဲ default အနေနဲ့ Docker ကို install လုပ်လိုက်တာနဲ့သူက bridge network ဆိုတဲ့ပုံစံကိုသုံးပါတယ်အဲ့ဒါကဘာလဲဆိုတော့ Docker ဆိုတဲ့နာမည်နဲ့ virtual network data တစ်ခုကိုသူကအလို့အလျောက်တိစောက်ပေးထားတယ်အဲ့ဒီနောက်မှာကျွန်တော်တို့ create လုပ်လိုက်တဲ့ container အားလုံးကဘာမှထွေထူးခါမှမပေးရင်အဲ့ဒီ Docker 0ဆိုတဲ့ data ပေါ်ကိုပဲအကုန်လာတက်ကြလာဆိုတော့ရက်လက်ကတော့သူတို့အားလုံးအချင်းချင်း raw host machine နဲ့ပါအလွယ်တကူဆက်သွယ်လို့ရသွားလာပေါ့ဒီမှာကြည့်လိုက်ရင်ပိုရှင်းသွားမယ် host machine ကြီးရှိမယ်အဲ့ဒီကနေ Docker 0ဆိုတဲ့ bridge network data ကြီးတစ်ခုခန့်ထားရဲပြီးတော့မှ container ABC ဘယ်နှခုပဲရှိအားလုံးကအဲ့ဒီ data တစ်ခုတည်းပေါ်မှာပဲလာပြီးတော့ချိန်နေကြတာပြောရရင်တော့ LAN တစ် LAN တဲ့ကိုအားလုံးဝိုင်းသုံးနေကြတဲ့ပုံစံမျိုးပေါ့ Okay အဲ့လို LAN တစ် LAN တဲ့ကိုအားလုံးကဝိုင်းသုံးနေကြတယ်ဆိုတော့ဘာပြဿနာရှိနိုင်မလဲဗျဒီနေရာမှာပဲကျွန်တော်တို့အထူးကပြောချင်တဲ့လုံခြုံရေးကိစ္စကဆလာတာပါပြဿနာကအများကိုရှင်းပါတယ် network တစ်ခုတည်းပေါ်မှာအားလုံးစုပြုံနေကြတဲ့အထက်ဘယ် container ကမဆိုတခြားဘယ် container ကိုမှဆိုဓာတ်ရိုက်လမ်းပြီးစကားပြောလို့ရနေတယ်အဲ့တော့ဘာဖြစ်လဲသူတို့ကြားမှာ isolation ဆိုတာလုံးဝမရှိသလောက်ကိုဖြစ်သွားတော့ဒီကိစ္စကိုပို့ပြီးမြင်နာသွားအောင်အင်္ဂါ Wi-Fi network နဲ့ဥပမာပေးကြည့်အောင်ဗျာ Docker ရဲ့ default bridge network ဆိုတာကအိမ်မှာဖွင့်ထားတဲ့ gas Wi-Fi တစ်ခုနဲ့တော်တော်တူတယ်အဲ့ဒီ gas Wi-Fi ကိုချိတ်ထားတဲ့ဖုန်းတွေ laptop တွေအားလုံးကတစ်လုံးနဲ့တစ်လုံးကိုလှမ်းမြင်နေရတယ်ချိတ်ဆက်လို့ရတယ်ဟုတ်ပြီအဲ့ဒါနဲ့ရှင်းကြည့်လိုက် custom bridge network ကကြတော့အဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့ကိုယ်ပိုင်အရေးကြီးတဲ့ device တွေအတွက်ပဲတည်တံ့လုံထားတဲ့လုံခြုံတဲ့ private Wi-Fi နဲ့တူတယ်အဲ့ဒီ network ထဲက device တွေကအချင်းချင်းပဲတိကျပြီး gas Wi-Fi မှက device တွေနဲ့လုံးဝကိုတိကျဖြစ်နေတာမျိုးပေါ့အဲ့တော့အဖြေကရှင်းနေပါပြီအဖြေကတော့ custom bridge network တွေဖန်တီးသုံးစွဲခြင်းပါပဲဒါကမှကိုယ့် application တွေအတွက်လုံခြုံတဲ့တစ်ခုနဲ့တစ်ခုတိကျဖြစ်နေတဲ့ zone လေးတွေဖန်တီးပေးနိုင်မဲ့အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်ပြီးရလေဒီလို custom network တစ်ခုလောက်တာလဲတကယ်ကိုလွယ်ပါတယ် command line မှာ docker network create လို့ရိုက်ပြီးရင်ကိုကြိုက်တဲ့ network နာမည်တစ်ခုဥပမာ secure attached network ဆိုပြီးပေးလိုက်ရုံပဲဒါဆို network တစ်ခုရပြီအဲ့ဒီနောက်မှာ container တစ်ခု run လုပ်မယ်ဆိုရင် docker ram command ရဲ့နောက်မှာ dash network ဆိုတဲ့ option လေးထည့်ပြီးခုနကရုပ်ထားတဲ့ secure network ကိုထည့်ပေးလိုက်ဒါဆိုရင်အဲ့ဒီ container ကတခြား container တွေနဲ့မရောတဲ့သူ့ရဲ့ကိုယ်ပိုင် private network ထက်ကိုတန်းရောက်သွားမှာပါကဲအရင်ကအခြေအနေbefore state ကိုပြန်ကြည့်အောင်ဒီမှာဆိုရင်တိတ်အရေးမကြီးတဲ့ login app နဲ့အင်မတန်အရေးကြီးတဲ့ finance app နှစ်ခုလုံးက Docker 0ဆိုတဲ့ network တရားတစ်ခုတည်းပေါ်မှာအတူတူရှိနေကြတယ်။ဒါကတကယ်ကိုအန်ဒီအများတဲ့အခြေအနေ shared risk ပေါ့ဗျာ။အခု after state custom network ကိုတောင်းလိုက်တဲ့အခါဘယ်လိုထိသွားလဲကြည့် finance app က secure network ဆိုတဲ့သူ့ရဲ့ကိုယ်ပိုင်တည်တဲ့ network လေးပေါ်ကိုရောက်သွားပြီ။ logging app ကတော့ default bridge မှာပဲကျင်းနေတယ်အဲ့တော့သူတို့နှစ်ခုကြားကတိုက်ရိုက်ချိတ်ဆက်လို့ရတဲ့လမ်းကြောင်းကလုံးဝပြတ်တောက်သွားပြီ။ဒါကမှ secure isolation လို့ခေါ်တော့ပေါ့။တကယ်ကိုထိရောက်ပါတယ်။ကဲဒါဆို Docker network type တွေကိုခြုံပြီးတော့တစ်ချက်ပြန်ကြည့်ရအောင်။ပထမဆုံး bridge default ပေါ့။ဒါကတော့ container အားလုံးအတွက် network တစ်ခုတည်းကိုမြတ်တုံးတာ။ development လုပ်တဲ့အချိန်ကြီးရိုးရှင်းတဲ့ app လေးတွေအတွက်တော့အဆင်ပြေပါတယ်။ဒုတိယတစ်ခုက bridge custom ဒါကတော့ application တစ်ခုချင်းစီအတွက်ဒီတာ network တွေဖန်တီးပေးရလုံခြုံရေးရန်ရေးကြီးရဲ့ multi tier application တွေအတွက်ကတော့ဒါကအကောင်းဆုံးပဲနောက်ဆုံးတစ်ခုက host network ဒါကကျတော့ container က host machine ရဲ့ network ကိုတိုက်ရိုက်ယူထုံးတာ performance ရန်ကောင်းတယ်ဒါပေမဲ့ isolation မရှိသလောက်ဖြစ်သွားတဲ့အတွက်လုံခြုံရေးအရာတော့တတိထားပြီးမှသုံးတဲ့အမျိုးအစားဖြစ်ပါတယ်ဟုတ်ပြီဒီလောက်ရှင်းပြပြီးပြီဆိုတော့ so what ပေါ့နော်ဒီကိစ္စကဘာလို့ဒီလောက်အရေးကြီးနေရလဲ container security နဲ့ပတ်သက်ပြီးအဓိကမှတ်သားသွားရမယ့်အချက်ကဘာဖြစ်မလဲ
ဒီအချက်ကိုပိုပြီးခိုင်မာသွားအောင်ဒီကိုလေးကိုတစ်ချက်ကြည့်ပါ default အနေနဲ့ container တွေကြားမှာဘုံလမ်းကြောင်းတစ်ခုရှိနေတယ်တစ်ခုကနောက်တစ်ခုကိုပင်လို့ရတယ်ဒီလို out of the box ရနေတဲ့တဘာဝကလုံခြုံမှုမရှိပါဘူးတဲ့ဒါကအရန်ရှင်းလင်းတဲ့သတိပေးချက်ပဲဒေါ်ကာကပေးထားတဲ့ default setting တွေကိုပဲမျက်စိမိတ်ပြီးအားကိုးနေလို့မရဘူးဆိုတာကိုတက်အပ်ပြောနေတာပါ ကဲအဆုံးတက်အနေနဲ့အဓိကအချက်တွေကိုပြန်ပြီးတော့နှွေးလိုက်ရအောင်ပထမဆုံးမှတ်ထားရမှာက Docker ရဲ့ default bridge network က container အားလုံးကိုအတူတူချိတ်ဆက်ပြီးထားတယ်ဆိုတာပါပဲဒုတိယအချက်အဲ့လိုချိတ်ဆက်ထားတာက isolation လိုအပ်တဲ့ application တွေအတွက်လုံခြုံရေး risk ဖြစ်စေနိုင်တယ်တတိယအချက်အဲ့ဒီ risk ကိုဖြေရှင်းဖို့ Docker network create ကိုသုံးပြီးကိုယ်ပိုင် private network တွေတည်ဆောက်ပါနောက်ဆုံးအချက်ကိုယ့်ရဲ့ container တွေကိုအဲ့ဒီ custom network တွေပေါ်မှာတသက်မှတ် run ခြင်းအပြင် logical isolation ကိုရယူနိုင်ပါတယ် ဒီအကြောင်းအရာကိုနားထောင်ပြီးရဲ့နောက်မှာတော့နောက်ဆုံးအနေနဲ့ကိုပြန်မေးကြည့်ဖို့မဲခွန်းလေးတစ်ခုထားခဲ့ချင်ပါတယ်အခုကို run နေတဲ့ application တွေ project တွေထဲမှာဘယ် application တွေကသူတို့ရဲ့ကိုယ်ပိုင် private network တစ်ခုနဲ့တိတက်နေဖို့လိုအပ်နေပြီလဲဆိုတာကိုပေါ့ဒီဗီဒီယိုလေးကမိတ်ဆွေတို့တဲ့အကျိုးရှိခဲ့တယ်ဆိုရင် like and subscribe လေးလုပ်ပေးပြီးပြီးလို့ရရှိရင် comment box မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်